နောက်ဆက်တွဲအနေနဲ့ကတော့ပြင်းအား9.9ရှိတဲ့ main shock ပေါ့နော်လှုပ်ပြီးခြင်းတိတ်မကြခင်ပဲကျွန်တော်နောက်ဆက်တွဲငလျင် 6.4 နဲ့လှုပ်သွားတယ်ဆိုတဲ့အခါကျတော့နောက်ဆက်တွဲငလျင်ကတော့လှုပ်မှသေးကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဥပမာအချင်းကြည့်မယ်ဆိုရင်2012ရဲ့တပိတ်ချင်းငလျင် 6.8 နဲ့လှုပ်တယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ဆက်တွဲငလျင် after shock ဒီနှစ်2နှစ်3နှစ်လောက်ကိုကျွန်တော်တို့စက်တိုက်လှုပ်နေတာတွေ့ရတယ်ပေါ့အဲ့တော့အခုဒီအပိုင်းကပေါ့လေလှုပ်တဲ့ကျွန်တော်တို့ဒီခု9.9ဆိုတဲ့ခါကျတော့တော်တော်လေးလှုပ်မယ်လို့တော့ယူဆရတယ်အခုချက်ချင်းကိုပဲ 6.4 နဲ့လှုပ်ထားပြီးပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့6 to 5 to နောက်ထပ်လာနိုင်ကြီးလေးတွေရှိနိုင်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့တတိပေးဖို့တော့ဘာခေါ်လဲအတိပေါ့လေတတိထားဖို့တော့ပြည်သူတွေကိုကျွန်တော်တို့အနေနဲ့မေတ္တာရက်ခံနေတာပေါ့နော်ဟုတ်ကဲ့ရှောင်းရန်အနေနဲ့ကတော့နောက်ဆက်တွဲငလင်းတွေလာနိုင်တယ်အဲ့တော့မိမိအိမ်ကိုကျွန်တော်တို့စစ်ဆေးကြည့်ပေါ့လေတချို့လဲတိုးလို့တွဲလောင်းလေးတွေပေါ့ရှိကောင်းရှိနေနိုင်တယ်အဲ့တော့တိုးလို့တွဲလောင်းတွေကအိမ်အောင်ပရိဘောဂတွေဖြစ်ကောင်းလည်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ဘဲနဲ့မိမိရဲ့အိမ်ကိုနိုင်ကိုကအကယ်၍များပေါ့အဲ့တော့ 5.5 to 6 လောက်တို့နဲ့နောက်ဆက်တွဲငလင်းလာလို့မို့လို့ပြိုကျနိုင်တဲ့အနေအထားရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်အိမ်ပြင်ဘက်ပေါ့လေမှာနေထိုင်တာတော့အကောင်းဆုံးပဲအဲ့တော့အိမ်အတွင်းမှာသွားလာလှုပ်ရှားတော့မယ်ဆိုရင်တောင်မှပဲကျွန်တော်ထင်တယ်ဟိုတင်းပေါ့လေhelmet ပေါ့လေဆိုင်ကယ်စီအုပ်ထုပ်မျိုးတွေကိုကျွန်တော်စောင်းပြီးတော့သွားလာလှုပ်ရှားတာကောင်းတယ်အဲ့တော့တိုးလို့တွဲလောင်းအိမ်တော်ပရိဘောဂတွေရှိမယ်ဆိုရှင်ရင်အဲ့ဒါတွေကိုရှင်းလင်းထားတဲ့နေပေါ့အဲ့တော့ဒါလေးတွေကကျွန်တော်အဓိကလုပ်ရမယ့်အချက်တွေနောက်တစ်ခုကလျှက်စစ်မီးနဲ့ကျွန်တော်တို့ gas မီးဘူးလိုဟာမျိုးတွေသုံးဆွဲတယ်ဆိုလို့ရှိရင်အဲ့ဒါတွေလည်းကျွန်တော်တို့ဟိုတင်းလှုပ်ထားတဲ့နေဘာခေါ်မလဲဖြုတ်ထားတဲ့နေပေါ့နော်အဲ့တော့လျှက်စစ်မီးသုံးတော့မယ်ဆိုရင်သုံးနေတဲ့အချိန်မှာခဏတစ်ဖြုတ်သုံးကောင်းသုံးလို့ရလိမ့်မယ်သုံးပေါ့နော်သုံးတဲ့အချိန်ပြီးကြတာနဲ့ကျွန်တော်တို့ main ချထားတာအကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်ဒါကတော့ကျွန်တော်တို့လက်တလောနောက်ဆက်တွဲငလင်းနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့ပေါ့လေသတိပေးသတိလေးပေါ့လေထားစေရှင်တဲ့ချက်လက်လေးတွေကိုအဓိကချက်လက်လေးတွေကိုpoint out လုပ်ပေးတာပါလို့ဟုတ်ကဲ့ငလျင်ကရှိပြီကျန်းနေကျန်းလို့လားခုကျန်းလို့အဲ့လိုစောင့်မဝင်နဲ့